ယ်နားထောင်ခဲ့ကြရအောင်တော့စိတ်အိုးစီနဲ့တို့များပဲမောင်စိတ်အိုးစီနဲ့ငါချင်းလေးကို remix လုပ်တော့ဒီကုန်းကကလမလေးကကျွန်တော်ကိုပြောတယ်ကိုတဆိုရင်ရော်တိုင်းလည်းပိတ်မွေပါနဲ့မွေလို့ဝရင်တော်ပါတော့တယ်ကျွန်တော်ပြောရင်ညီမလေးတို့ရဲ့မွာသေးလို့ပါခဏလောက်စောင်းအောင်ဆိုင်ရှာတင်ကပါဘူးသမင်းသားနဲ့ဘယ်လိုကတော့ငါပြင်မှာပုတ်ကူလာတော့ဆိုတော့ဒီကခက်ပြက်နေပေါ့မင်းသားလည်းမလုပ်တတ်တော့ကိုချင်းနဲ့တွေ့လို့ကဟဲ့I